Hello အားလုံးပဲမင်္ဂလာပါကင်မရာသားကားရှိုးတော့နေပြီးကြိုဆိုလိုက်ပါတယ်ဆက်ဆိုမှဆက်ထဲရရှာနေတဲ့ကစတမာများအတွက် model လေးလည်းမြင့်တယ်ကားလေးလည်းရမ်းကောင်းတယ်ကားလေးတစ်စီးနဲ့ကျွန်တော်မိတ်ဆက်ပေးပြရစီ Tung 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 sahur Tralalero tralala ဒီကားလေးကတော့ model 2002ကိုမှ12လထွက်တဲ့ကားလေးပဲဖြစ်ပါတယ်engine power ကတော့ 2.7cc ဓာတ်ဆီကားမျိုးစားလေးပဲဖြစ်ပါတယ်ဒီတော့ရင် engine ငန်းမှာဆိုရင်လုံးဝကွာရခွင်းရဆိုတဲ့လုံးဝမရှိပါဘူး engine ငန်းအရန်တန့်တယ်စွဲရုံးလဲရမ်းမိုက်တဲ့ကားမျိုးစားလေးဖြစ်ပါတယ်ကဲ engine တန်လေးတစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်ဒီကားရဲ့ engine တန်ကဒါ air con ဖွင့်ထားပါတယ် air con ဖွင့်ထားတဲ့ engine တန်လေးပါလွင်ငန်းလေးကိုကျွန်တော်လည်းဒီလိုတစ်ချက်လောက်ကြည့်လိုက်ကြရအောင်2012လပုံရောင်းလေးဖြစ်တဲ့အတွက်အတွင်းငန်းပုံစံလေးတွေကဒိုင်ကွက်လေးတွေမှာပုံစံလေးတွေပြောင်းသွားတယ်ပြီးတော့ကျတော့အဲကွန်းပုံစံလေးတွေပြောင်းသွားတယ်နောက်ပြီးတော့အော်တိုဂီယာဖြစ်တယ်အလဲပေါက်လေးဆိုလည်းတော်တော်လေးကျယ်တယ်ဗျထည့်ရဖို့တော့လေအရန်ကျယ်တယ် 2wheel 4wheel လည်းချိန်ပြီးတော့မောင်းလို့ရတယ်နောက်ပြီးတော့ 4wheel ခလုတ်တွေလည်းပါတယ်ပြီးတော့ဒီကဒီရှေ့ကနေပြီးတော့ဟိုနောက်ကမှန်ကိုအတင်ချလေးလုံးလို့ရတယ်အဲ့ဒါဒီတစ်ချက်စမ်းပြမယ်နော်ကဲလောဆယ်အောက်ချပြလိုက်မယ်ဒီကားလေးကတော့9ယောက်စီခုံနှစ်တန်းကားမျိုးစားလေးဖြစ်တယ်အနောက်မှာလည်းအဲကွန်းလေးပါဝင်ထားတဲ့အတွက်ကြောင့်မလို့အနောက်ကလူတွေအတွက်လည်းအဲကွန်းနေမရမှာမစိုးရင်ရတော့ပါဘူးနောက်ခန်းမှာဆိုလည်းရမ်းကိုကျဲတဲ့အတွက်ကြောင့်မလို့ခီးသွားတဲ့နေရာမှာဆိုရင်လုံးဝကိုအဆင်ပြေတဲ့ကားမျိုးစားလေးပဲဖြစ်ပါတယ်ဒီကားကနောက်ဖုံးဆွဲကက်လည်းပါတယ်ကားရဲ့တာယာဆိုက်ကတော့265/80R16တာယာမျိုးစားလေးဖြစ်တယ်အခုကျွန်တော်မိတ်ဆက်ပေးတဲ့ Toyota Hilux ဆက်ကလေးကိုစိတ်ဝင်စားလို့လာရောက်ကြည့်ရှုခြင်းနဲ့ဆိုရင်တော့မန္တလေးမြို့64လမ်း41-42ကြားမှာရှိတဲ့ကင်မရာသားကားရှိုးရုံးကိုလာရောက်ကြည့်ရှုနိုင်ပါတယ်အသေးစိတ်ဆက်သွယ်မေးမြန်းခြင်းနဲ့ဆိုရင်တော့အထက်ပါဖုန်းနံပါတ်များကိုလည်းဆက်သွယ်မေးမြန်းလို့ရပါတယ်Toma ya, toma un poquito más. Toma.